န်ဒီမင်္ဂလာပါရှင်မင်္ဂလာပါရှင်ပထမအဆုံးဒီမြန်မာ Nation Wide ဆိုအခုလိုလက်ခံပြီးတော့တွဲဆုံပေးတဲ့အတွက်ဆွေးနွေးပေးတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကျွန်မလည်းကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ဒီနေ့ဆွေးနွေးချင်တာလေးကတော့ multi polarity ပေါ့နော်လောလောအခုဆိုလို့ရှိရင်ကမ္ဘာပေါ့နိုင်ငံရေးစီးပွားရေးလုံခြုံရေးဖြစ်စဉ်တွေမှာတနိုင်ငံတွေကစိုးမိုးထားတဲ့အနေအထားတွေနောက်နှစ်နိုင်ငံလောက်ကစိုးမိုးထားတဲ့ unipolarity bipolarity ကနေပြီးတော့လွန်ခဲ့တဲ့10နှစ်လောက်ကစပြီးတော့ပေါ့နော် multipolarity ဆိုတာကိုကမ္ဘာနိုင်ငံတွေတော်တော်များများလက်ခံလာကြရပေါ့နော်ပို့ပြီးတော့လည်းဒီအရွေးကိုရအောင်လို့တွန်းနေကြရပေါ့အဲ့ဒီအချိန်မှာဒီအကြောင်းလေးကိုဆွေးနွေးနေတာပါဟုတ်ပထမအဆုံးဒီ multipolarity ပေါ့နော်ဒါမှမဟုတ်ရှင်လည်း multipolarization ပေါ့အဲ့ကိုဒီပေါ့နော်ဘယ်လိုနားလဲအောင်လို့ရှင်းပြလို့ရမလဲပေါ့နော်ဒီမြန်မာပြည်သူလူထုကြားမှာဒါကိုရှင်းရှင်းလင်းလင်းနဲ့နားလည်သွားအောင်လို့ပေါ့ဟုတ်ပေါ့ရှင်ကျမတို့တိတ်အဝေးမသွားဘဲနဲ့လေဒုတိယကမ္ဘာစစ်ကနေစပြီးပြောလိုက်မှာပေါ့နော်ဒုတိယကမ္ဘာစစ်မှာအုပ်စုရင်းနှစ်စုရှိတယ်ပေါ့နော်တစ်ဖက်ကတော့နာဇီဂျာမနီနဲ့ဖက်စစ်ဂျပန်နဲ့ပေါ့ပြီးရင်နောက်တစ်ဖက်ကကြတော့မဟာမိတ်ဖွဲ့တွေပေါ့မဟာမိတ်ဖွဲ့ဆိုတာအင်္ဂလန်တို့အမေရိကန်တို့ရုရှားတို့ပေါ့နော်အဲ့လိုမဟာမိတ်ဖွဲ့တွေပေါ့ရှင်ဒုတိယကမ္ဘာစစ်ကအဲ့လိုဖြစ်တာပေါ့ဖြစ်တဲ့ခါကျတော့ဒုတိယကမ္ဘာစစ်မှာတော့အမေရိကန်နဲ့ဆိုဗီယက်ယူနီယံပေါ့အဲ့တော့ရုရှားမဟုတ်သေးပေါ့နော်ဆိုဗီယက်ယူနီယံနဲ့အမေရိကန်နဲ့ကတကယ်မဟာမိတ်ထဲမှာတော့အင်္ဂလန်ကလည်းဒီကမ္ဘာနေမဝင်အင်ပါယာနေဝင်ကန်ဒီအချိန်ပေါ့နော်အင်္ဂလန်အားနည်းလာတဲ့အချိန်အင်္ဂလန်ဝိုင်းကူကြရတာပေါ့နော်အင်္ဂလန်ကိုဝိုင်းကူတာအမေရိကန်နဲ့ဒီဆိုဗီယက်ယူနီယံဝိုင်းကူပြီးမဟာမိတ်အဖွဲ့နဲ့တိုက်ကြတာပေါ့နော်နောက်ဆုံးတော့ဒီဖက်စစ်ဂျပန်နဲ့နာဇီဂျာမနီကကြဆုံးသွားပြီးတော့မှဒီမဟာမိတ်ဘက်ကနိုင်တာပေါ့အဲ့တော့အတူတူလှုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာအမေရိကန်ဦးဆောင်ပြီးတော့မှနေတိုးစစ်အုပ်စုပေါ့နော်အဲ့ဒါဖွဲ့တယ်နောက်ဆိုဗီယက်ယူနီယံဦးဆောင်ပြီးတော့လည်းဝါဆောအုပ်စုဆိုတာဖွဲ့တယ်ပေါ့ရှင်အဲ့လိုဖွဲ့ပြီးတော့မှနှစ်ချမ်းကွဲသွားတယ်လို့ဖြစ်တာပေါ့အဓိကတော့ဝါဒပေါ်မူတည်တာပေါ့နော်ဆိုလို့ရှိရင်အမေရိကန်ကကြတော့ဒီမိုကရေစီနဲ့ဈေးကွက်စီးပွားရေးစနစ်နဲ့သွားတဲ့အချိန်မှာဆိုဗီယက်ယူနီယံဘက်ကကြတော့ဆိုရှယ်လစ်ဇမ်နဲ့သွားတာပေါ့နော်ကွန်မြူနစ်လို့လည်းပြောလို့ရတယ်ဆိုရှယ်လစ်ပေါ့နော်အဲ့လိုသွားတာဆိုတော့ဒါမူဝါဒမတူတဲ့ခါကြတော့ဒီမူဝါဒတိုက်ပွဲပေါ့မူဝါဒတိုက်ပွဲဆိုတော့အဲ့ဒါကြောင့်မို့ကျမတို့ကစစ်အေးကာလဆိုပြီးတော့မှမူဝါဒအားပြိုင်မှုဖြစ်တာပေါ့ရှင်အဲ့ဒါကြောင့်မလို့တောင်းလေဂျာမနီနာဇီဂျာမနီကစစ်ရှုံးတော့ဂျာမနီကိုလည်းအရှေ့ဂျာမနီအနောက်ဂျာမနီခွဲတယ်နောက်ဂျာမနီရဲ့မြို့တော်ဖြစ်တဲ့ဘာလင်ကိုလည်းအရှေ့ဘာလင်အနောက်ဘာလင်ပေါ့နော်အရှေ့ဂျာမနီနဲ့အရှေ့ဘာလင်ကိုတော့ဆိုဗီယက်ယူနီယံကယူတာပေါ့နော်အနောက်ဂျာမနီနဲ့အနောက်ဘာလင်ကိုကြတော့အမေရိကန်ဘက်ကယူတာပေါ့အဲ့လိုသဘောဖြစ်ခဲ့တာပေါ့အဲ့လိုမျိုးအဲ့ဒါကတော့ဒါဒုတိယကမ္ဘာစစ်အပြီးတဲ့အချိန်နေပေါ့ပြီးသွားတဲ့အချိန်နေ1945လောက်ပေါ့ရှင်အဲ့ဒါကနေစပြီးတော့မှဆိုဗီယက်ယူနီယံနဲ့အမေရိကန်နဲ့စစ်အေးမူဝါဒတိုက်ပွဲပေါ့နော်စစ်အေးတိုက်ပွဲဖြစ်လာတာဟာ1989ကျတော့ဆိုဗီယက်ယူနီယံစပြီးပြိုလဲပါတယ်ရှင်ပြိုလဲပြီးမှတကယ်ပြင်းပြိုလဲသွားတာတော့1991လောက်ပေါ့အဲ့မှာဘာလင်တိုင်းလည်းပြိုသွားတယ်ပေါ့ဘာလင်တိုင်းလည်းဖြိုလိုက်ရတယ်ပေါ့ဆိုအရှေ့ဂျာမနီနဲ့အနောက်ဂျာမနီလည်းပေါင်းသွားတယ်အရှေ့ဘာလင်နဲ့အနောက်ဘာလင်လည်းပေါင်းသွားတယ်ပေါင်းသွားပြီးတော့ဆိုဗီယက်ယူနီယံကလည်းအစိတ်မှာကွဲပြီးတော့မှဒီဆိုဗီယက်ယူနီယံရဲ့ဘေးနှခမ်းသားတွေပေါ့အဲ့ဒါတွေကွဲထွက်ပြီးတော့မှအထဲထဲမှာအလယ်မှာအကြီးဆုံးရုရှားဆိုပြီးကြံခဲ့ပြီးတော့မှနိုင်ငံအသေးလေးတွေကွဲကုန်တာပေါ့နော်လာဗီယာတို့အက်စတိုးနီးယားတို့စသဖြင့်ပေါ့နော်နောက်ဂျော်ဂျီယာတို့ကာဇက်စတန်ကာဂျစ်တန်စသဖြင့်ပေါ့နော်ဒီနေ့နာမည်ကြီးယူကရိန်းပေါ့နော်ဒါတွေကွဲထွက်သွားတာပေါ့အဲ့လိုမျိုးကွဲထွက်သွားတယ်ဆိုလို့ရှိရင်ခုနစစ်အေးကာလမှာတော့ပြိုင်နေပြီးတော့မှစစ်အေးကာလဆိုဗီယက်ယူနီယံကျဆုံးတဲ့အချိန်မှာအမေရိကန်ကနေပြီးတော့မှကမ္ဘာမှာတခုတည်းသောပေါ့ရှင်အင်အားကြီးဆုံးနိုင်ငံဖြစ်ပြီးတော့မှကမ္ဘာကြီးရဲ့global affairs တွေပေါ့ကမ္ဘာရေးရာကိစ္စတွေကိုစီမံခန့်ခွဲတာပေါ့စီမံအုပ်ချုပ်တယ်နောက်ပိုင်းမှာတော့တိတ်ကိုဖြစ်လာတဲ့အချိန်မှာhegemonyပေါ့နော်ဒီဗိုလ်ကျစိုးမိုးတာတွေပါဖြစ်လာတာပေါ့ဖြစ်အဲ့လိုဖြစ်လာပြီးတော့မှရုရှားလည်းတော်တော်လေးတစ်ကနေစခဲ့ရတဲ့သဘောပေါ့နော်ဒီပြိုကွဲပြီးတော့မှရုရှားဆိုပြီးတော့စပြီးတော့မှနောက်တဖြည်းဖြည်းနဲ့အားကောင်းလာတာအခုချိန်ဆိုလို့ရှိရင်ရုရှားတခုတည်းမဟုတ်တော့ဘဲနဲ့တရုတ်ကလည်းအရန်ချမ်းသာလာတယ်နောက် economic super power ပေါ့နော်စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာတယ်စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာတာနဲ့အမျှနည်းပညာတွေလည်းရှိလာတယ်
နောက်တစ်ခုကတော့စစ်အင်အားတွေလည်းတိုးချဲ့လာနိုင်တာပေါ့နော်တပြိုင်နက်တည်းမှာလည်းအိန္ဒိယကလည်းဒါအခုဆိုလို့ရှိရင်ဒါကမ္ဘာမှာအကြီးဆုံးဒီမိုကရေစီပြီးလို့ရှိရင်ဒါဟောပေါ့ GDP growth ပေါ့နော်ဒီစီးပွားရေးဖွံ့ဖြိုးမှုအလင်းမြန်ဆုံးနိုင်ငံဆိုပြီးတော့အိန္ဒိယကလည်းထွက်ပေါ်လာတယ်ပေါ့နော်ဟိုဘက်ရုရှားကလည်းပြန်တကြော့ပြန်ပြီးတော့မှအင်အားကောင်းလာတယ်နောက်တစ်ခုကတော့နောက်ဟိုလက်တင်အမေရိကဘက်ကျတော့လဲဘရာဇီးတို့ဘာတို့ဟိုနိုင်ငံ area လဲကျဲတယ်လူဦးရေလည်းများတယ်စသဖြင့်ပေါ့နော်ဒါမျိုးတွေတက်လာပြီးတော့မှ BRICS ဆိုတာပေါ့နော် BRICS ပေါ့နော်B ကတော့ဘရာဇီးပေါ့နော် R ကတော့ရုရှား BRIC I ကအိန္ဒိယ C က China နဲ့နော် S ကတော့ကျတော့ South Africa ပေါ့South Africa နဲ့เนาะ BRICS ဆိုပြီးပေါ်လာတယ်ပြီးလို့ရှိရင် Shanghai Organization Cooperation Organization SCO Shanghai Cooperation Organization SCO ပေါ်လာတယ်SCO ပေါ်လာတယ်ပြီးလို့ရှိရင်ဟိုဘက်ကျတော့လဲဟိုအမေရိကန်ဦးဆောင်တဲ့ G7 တို့ဘာလို့ရှိတာပေါ့နော်G7 ရှိတယ်ဒီဘက်မှာလဲ BRICS ကရှိတယ်နောက် BRICS မှာလဲဟိုတန်းစီပြီးတော့မှဝင်လာကြတာပေါ့နော်ဝင်လာကြပြီးတော့မှကဘာကြီးမှာအင်အားကြီးနိုင်ငံတစ်ခုတည်းမဟုတ်တော့ဘဲနဲ့အင်အားကြီးနိုင်ငံ၄-၅ခုပေါ့ကနေဥဆောင်ပြီးတော့မှကဘာကိစ္စတွေကိုဆောင်ရွက်လာတာပေါ့နော်ဆောင်ရွက်လာဖို့တာဆူနေတဲ့အချိန်ပေါ့နော်ဟိုတဖြည်းဖြည်းတော့ရောက်လာပြီသို့တော်လဲဘာလို့နေရလဲဆို multipolarity ဆိုတာပေါ့နော် multipolarity ဆိုတာအင်အားကြီးနိုင်ငံတွေတော့စုံလာပြီ၄-၅-၆ခုရှိလာပြီဒါပေမဲ့ကဘာကြီးက multipolar war ဖြစ်လာတယ်multipolar war ဖြစ်လာတဲ့အချိန်မှာပထမကမ္ဘာစစ်ပြီးတော့ကျွန်တော်တို့ကနိုင်ငံပေါင်းချုပ်အသင်းကြီးပေါ်တယ်ပြီးတော့ဒုတိယကမ္ဘာစစ်ပြီးတော့ဒီနိုင်ငံပေါင်းချုပ်အသင်းကြီးကနေကမ္ဘာကုလသမဂ္ဂဆိုပြီးတိုးမြင့်ဖွဲ့စည်းတယ်ပေါ့နော်ဒါဒီဘာလဲဆိုလို့ရှိရင်ကမ္ဘာအရေးအရာတွေကိုဟိုပါပေါ့နော် rule based international order ပေါ့ဆိုလို့ရှိရင်နိုင်ငံတကာရေးရာမှာစီမင်းစည်းကမ်းတွေကိုလိုက်နာဖို့လို့အတွက်စည်းကမ်းတွေတတ်မှတ်ပြီးတော့မှနိုင်ငံတွေကလိုက်နာခြင်းအပြင်နိုင်ငံတစ်ခုနဲ့တစ်ခုမလိုလားအပ်တဲ့ဒီထိတ်တိုက်ရင်ဆိုင်မှုတွေဘာတွေမရှိအောင်ပေါ့နော်ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ကိုသင်ခန်းစာယူပြီးတော့မှနိုင်ငံအသေးတွေလည်းစုဖွဲ့တယ်နိုင်ငံအကြီးတွေကလည်းနိုင်ငံအသေးတွေကိုအနိုင်ကျင့်လို့မရအောင်ကမ္ဘာကုလသမဂ္ဂဆိုတာဖွဲ့တယ်ပေါ့နော်။နောက်အဲ့ဒါအကောင်းဆုံးကမ္ဘာကုလသမဂ္ဂရဲ့အကောင်းဆုံးဥပမာဘာလဲဆိုလို့ရှိရင်1963ပေါ့1963ကျတော့စစ်အေးကာလပေါ့စစ်အေးကာလမှာဆိုဗီယက်ယူနီယံကနေပြီးတော့မှသူနဲ့မိတ်ဖက်ဖြစ်တဲ့ကျူးဘားမှာပေါ့ကျူးဘားမှာတွားပြီးတော့မှဒီနျူကလ িয়ার ဟိုဒီနျူကလ িয়ার နဲ့ပတ်သက်တဲ့စစ်လက်နဲ့ပစ္စည်းတွေတတ်ဆင်မယ်ဆိုတော့အမေရိကန်တိုင်းချင်းမခံဘူးပါသူနဲ့အရန်နီးတဲ့နေရာမှာသူ့ရဲ့ရန်သူရဲ့နျူကလ িয়ার ဟိုပေါ့စစ်လက်နဲ့ပစ္စည်းတွေလာတတ်ဆင်တာဟိုမဖြစ်ဘူးပေါ့နော်လက်မခံဘူးဆိုပြီးတော့မှအရန်ကြီးတင်းမာပြီးတော့အငင်းပွားကြတာပေါ့နော်ဟိုပေါ့တကယ်တမ်းအဲ့တုန်းကဒါမတားဆီးနိုင်ခဲ့လိုက်လို့ရှင်အဲ့တုန်းကတတိယကမ္ဘာစစ်ဖြစ်နိုင်တာပေါ့နော်သို့တော်လည်းအဲ့တုန်းကကျမတို့ဒီကုလသမဂ္ဂရဲ့အထွေထွေအတွင်းမှုကျမတို့မြန်မာနိုင်ငံသားပေါ့နော်ဦးတန်းကနေပြီးတော့မှဖြည့်ရှင်းပေးလိုက်တာပေါ့ဖြည့်ရှင်းပေးလိုက်တဲ့အခါကျတော့ဒီကျူးဘားကနေကျူးဘားမှာလည်းဆိုဗီယက်ယူနီယံကသူ့ရဲ့နျူကလ িয়ার စစ်လက်နက်ပစ္စည်းတွေမတတ်ဆင်တော့ပါဘူးဆိုပြီးတော့မှရှော့လိုက်တာပေါ့နော်ဆိုဗီယက်ယူနီယံကလည်းရှော့လိုက်တာပေါ့ရှင်အဲ့လိုရှော့လိုက်တဲ့အချိန်ကျတော့တတိယကမ္ဘာစစ်ဖြစ်မှာမဖြစ်တော့ဘူးပေါ့အဲ့ဒါဆိုရင်ဒါကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းဒါဂုဏ်ယူစရာတစ်ခုပေါ့နော်ကမ္ဘာမှာဒုက္ခအများကြီးပေးမဲ့တတိယကမ္ဘာစစ်ကိုဖြစ်နိုင်တာကိုတားဆီးနိုင်ခဲ့နိုင်တဲ့ကမ္ဘာကုလသမဂ္ဂရဲ့အထွေထွေတွေးမှုချုပ်ကမြန်မာနိုင်ငံသားဥတန့်ဖြစ်တယ်ဆိုတာပေါ့နော်ဒါကတကယ်ကိုဂုဏ်ယူစရာကိစ္စဖြစ်ပါတယ်ရှင်နောက်ပြီးတော့ပေါ့နော်ဒီ multipolarization ပေါ့နော်အဲ့လိုမျိုးပြောလိုက်လို့ရှိရင်ဒါကျမပြောတာမဟုတ်ဘူးရှင်ဒီ Munich Security Report 2025ပေါ့နော်ပြီးခဲ့တဲ့ February လောက်ကထွက်တဲ့အဲ့ report မှာဆိုလို့ရှိရင်ဘာပြောလဲဆိုတော့ဟိုပေါ့နိုင်ငံတွေခြားထဲမှာ multipolarity ကိုမြင်နေတဲ့အမြင်တွေမတူကြဘူးပေါ့နော်သွားနေတဲ့ approach တွေလည်းမတူကြဘူးအထူးသဖြင့်တော့ဒီG7 နိုင်ငံအုပ်စုတွေရဲ့ BRICS နိုင်ငံအုပ်စုတွေရဲ့ဂျားမှာဆိုလို့ရှိရင်ကြီးမားတဲ့ကွာဟချက်ပေါ့နော် multipolarity ကဟိုပါပေါ့နော်ကောင်းတဲ့အမြင်ပေါ့ optimistic view နဲ့ကြည့်တာကများသောအားဖြင့်က BRICS နိုင်ငံကလူတွေကကြည့်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ multipolarity ဆိုလို့ရှိရင်ဒါ cooperation ကောင်းလာကြတယ်ခုနအန်တီပြောတဲ့ဒီ global affairs တွေမှာဟိုပါပေါ့နော် all inclusive ပေါ့အားလုံးပါဝင်နိုင်တယ်နောက် equality ရှိတယ်ဆိုတဲ့ဟာမျိုးတွေနဲ့မြင်ကြတယ်ပေါ့နော်ဒါပေမဲ့ G7 နိုင်ငံတွေကကြတော့မဟုတ်ဘူးသူတို့ရဲ့ power ကိုချိန်ချောက်လာတယ်ဟိုပါပေါ့နော်ချိန်ချောက်မှုတစ်ခု challenge တစ်ခုလို့သူတို့မြင်တယ်နောက်တစ်ခုက